ယေရှုနာမနဲ့မင်္ဂလာပါကျွန်တော်နာမည်ဆရာအောင်လွင်ဖြစ်ပါတယ်အခုအမှုတော်မြတ်ထဲမှာအခြေပြီးကျွန်တော်ဆက်ကပ်နေတယ်အဲ့အမှုတော်မြတ်ထဲမရောက်လာခင်မှာကျွန်တော်ဟာမပြောင်းလဲခင်မှာကျွန်တော်ထိုင်းနိုင်ငံရောက်တယ်ကျွန်တော်ရောင်းစားခံခဲ့ဘူးတယ်ကျွန်တော်ဒုက္ခတွေကြီးအကျယ်ရောက်ခဲ့တယ်တေဘေးတွေအများကြီးကြုံတယ်အဲ့ထဲမှာကျွန်တော်ဈေးကြောင်ပြီးကိုတတ်တည်ဘူးလေကျွန်တော်ကြုံခဲ့ဘူးတယ်ဘယ်တော့မှကျွန်တော်ပြန်မကောင်းလာတော့ဘူးဖြတ်လို့လည်းမရတော့ဘူးတေမထူးစင်မထူးကျွန်တော်ဈေးကိုပဲတုံးပြီးတော့ကျွန်တော်ဒီဘဝလမ်းဆုံးမယ်လို့ကျွန်တော်ဆုံးဖြတ်ခဲ့ဘူးပါတယ်ဒါနဲ့ကျွန်တော်2009မှာကျွန်တော်ဘန်ကောက် MCA ထိုင်းလဲမှာဇာတိဗလာတရားဟောနေတာကျွန်တော်ခေါ်ရင်ထူးတဲ့ဘုရားအသက်ရှင်တဲ့ဘုရားလို့ကျွန်တော်ကြားခဲ့ပါတယ်အဲ့ဒီဘုရားဟာလူတိုင်းကိုချစ်တဲ့အဖြစ်ရှိတဲ့လူကယ်ဖို့ရလောကကိုကြွားလာတဲ့ဘုရားလို့ကျွန်တော်ကြားခဲ့ပါတယ်ကျွန်တော်တို့ကအချိန်တော့အသက်ရှင်တဲ့ဘုရားဆိုတော့မကြားခဲ့ဘူးပါဘူးဘုရားเจ้าမှာပဲကျွန်တော်ဒီဘုရားကိုကြားခဲ့တယ်ယေရမိ33အငယ်3မှာကျမ်းပတ်တစ်ပိုက်အဖြစ်ဆရာတရားဟောနေတယ်ငါ့ကိုခေါ်လို့ငါထူးမယ်ကြီးသောရာတင်မသိနဲ့အောင်နည်းနည်းသောရာတို့ကိုငါပြမယ်ဆိုပြီးတော့မှသူဝင်လာနေတဲ့အခါမှာပြီးရင်ဒီအထဲမှာသူအသက်တည်ခါချက်တစ်ခုထပ်ပြောတယ်တရားဟောရင်းနဲ့ကျွန်တော်ကတရားဟောရင်တော့နားတော့မလဲဘူးဒါပေမဲ့သက်တည်ခါချက်တော့ကျွန်တော်နားတော့ကြည့်လိုက်တယ်အဲ့ဒီထဲမှာမှအသက်80ကျော်ဖွားဟာခေါ်ရင်ထူးတဲ့ဘုရားနဲ့တွေ့ပြီးတော့မှသူပြောင်းလဲသွားတယ်အဲ့ဒီအဖွားဗုဒ္ဓဘာသာဖြစ်ပါတယ်ဆိုတော့ဒီခါนี้အချိန်မီသွားတယ်ပေါ့နော်ဒါနဲ့ကျွန်တော်လည်းအဲ့ဒီနေ့မှာကျွန်တော်ကြားတဲ့အခါမှာကျွန်တော်လည်းစေတမဘဝနဲ့တိမ်မလို့ကျွန်တော်အချိန်ချင်းဖြစ်ခဲ့ပါတယ်ခုနအဖွာသက်တည်ရတယ်လို့ကျွန်တော်လည်းသက်တည်ရခြင်းနဲ့ဆိုပြီးတော့မှဒီဘုရားကိုကျွန်တော်ဆွတောင်းကြည့်တယ်ဆွတောင်းကြည့်တယ်ဘုရားခင်ကမမြင်ရဘယ်လိုသက်တည်ပေးနိုင်တယ်လဲကျွန်တော်ဟာအပြစ်ရှိတဲ့လူတစ်ယောက်ဖြစ်တယ်ဘုရားဘာသာလည်းဖြစ်တော့ကြောင့်ကျွန်တော်ရောရှင်းနိုင်သလားခွင့်လွှတ်နိုင်သလားကျွန်တော်ဒီထဲမှာမေးခွန်းတွေဖြစ်လာတယ်ဒါနဲ့ကျွန်တော်ဒီဘုရားကိုကျွန်တော်ဆွတောင်းတယ်အခုနအဖွာသက်တည်ရတယ်လို့ကျွန်တော်လည်းဒီနေ့ပဲသက်တည်ပေးပါငယ်ငယ်တုန်းကလို့ဖြူစင်တဲ့ဘဝလေးကျွန်တော်ပြန်ရောက်ချစ်ပါတယ်လူရဲ့စိတ်နဲ့ပဲတည်မယ်ဆိုတော့ဆုံးဖြတ်ခဲ့တဲ့လူတရားဒီနေ့တရားစကားကြားတဲ့အခါမှာကျွန်တော်လွတ်မြောက်ခြင်းတယ်ဒီဘုရားရှိခြင်းတက်တဲ့ကိုကျွန်တော်ရချင်တာပေါ့နော်ဆုတောင်းတဲ့အခါမှာအတွင်းထဲမှာကျွန်တော်ညီသေးခြင်းရတယ်ကျွန်တော်ဝမ်းမြောက်ခြင်းရတယ်ညီပေါက်ပေါက်ကြပြီးကျွန်တော်နောင်တရခဲ့တယ်ဒါနဲ့ကျွန်တော်ဟာဒီဘုရားမမြင်ရပဲတကယ်ရှိတဲ့တက်တဲ့ရတဲ့အခါမှာဘယ်တော့မှကျွန်တော်ကြိုးစားပြီးဖြတ်လို့မရတဲ့မူရစေတွေအဲ့ဒီနေရာနေစပြီးဝိညာဉ်တော်ဘုရားဝင်ရောက်လာတဲ့အခါမှာကျွန်တော်အထက်မှာဆွဲလန်းနေတဲ့အရာတွေအားလုံးဟာမရှိတော့ပဲနဲ့အသက်ရှင်တဲ့ဘုရားကိုကျွန်တော်ဆွဲလန်းလာတယ်။မူရစေဆွဲနေတဲ့လူတရားကိုလည်းအထက်အရာကိုကျွန်တော်ဆွဲလန်းလာတယ်။ကျမ်းစာမဖတ်ရမနေနိုင်ဘူးစုမတောင်းရမနေနိုင်ဘူးလူတွေမြင်ဘုရားရဲ့ကောင်းမြတ်ခြင်းပြောချင်လာတယ်ကျွန်တော်တို့ဘဝတူတွေမတည်တဲ့မတည်သွားမဲ့ဘိဇာဘဝမှာရောက်နေတဲ့တခြားဘာသာဝင်တွေမှာရှိတဲ့လူတွေအားလုံးကိုချင်းစာပြီးတော့မှဒီဘုရားရဲ့ကောင်းမြတ်ခြင်းတွေကျွန်တော်ပြောချင်လာတယ်။လူတွေတွေ့ပြောတယ်ဒါလည်းပြောရင်ပြောနေများစွာသောမူရစေသမားတွေလွတ်မြောက်လာခဲ့ကြတယ်ပြောင်းလဲလာကြတယ်ပြောင်းလဲလာတယ်အဲ့တော့ကျွန်တော်ချမ်းစာဖတ်တဲ့အခါမှာကျွန်တော်ကကပောက်ကြခိုင်းရှက်အနေ6မှာကျွန်တော်ဘုရားခင်အလိုတော်နဲ့အချမ်းစီရွယ်ချက်ကိုကျွန်တော်နားလည်သွားတယ်မြေကြီးပေါ်မှာဘုရားခင်ကျွန်တော်ထားတာဟာတက်တင်နေကွာတနေ့ကျွန်တော်ပြန်လာဖို့ဘုရားခင်အချမ်းစီရှိတယ်ရွယ်ချက်ရှိတယ်ဆိုတော့ကျွန်တော်သိသွားတယ်နှုတ်ကပတ်တော်ဖတ်ရလက်အခိုင်းရှက်အနေ6ထဲမှာပါပြောလဲဆိုတော့ကပောက်ချမ်းနောအေးရဲ့ကြီးအားရဲ့ဂျုံးရဲ့3မျိုးပုံဆောင်ထားတာကြီးအားဆိုတဲ့အသက်တာမျိုးနဲ့လူတစ်မျိုးလောကမှာရှိတယ်အဲ့ဒီကြီးအားရဲ့အသက်တာလို့ကျွန်တော်အသက်ရှင်ခဲ့ဘူးတယ်အပေါက်လေးကြိုက်ခဲ့ဘူးတယ်ဆံကုန်မျိုးလေးအသက်ရှင်ခဲ့ဘူးတယ်ပေါ့နော်ဘဝမှာပန်းနိုင်မရှိဘူးမျိုးလည်းချင်းမရှိဘူးထင်ရှားဆိုင်ပြီးကျွန်တော်အသက်ရှင်ခဲ့ဘူးတယ်ဒီနေ့ကျွန်တော်2009ဘုရားကိုတည်လာတဲ့အခါမှာကြီးအားခဲ့လို့ကျွန်တော်အပုံကြိုက်တော့ဘုရားခင်ကျွန်တော်ဖယ်ရှားပေးလိုက်တယ်သူအတုံးပြုခြင်းနဲ့သူကျွန်တော်မြေကြီးပေါ်မှာထားတာဟာရည်ရွယ်ချက်ရှိတယ်ဂျုံးငယ်ကဲ့သို့တက်တင်နဲ့နောအေးစီကိုပြန်လာတဲ့ကဲ့သို့တနေ့အောင်လဲဟာမြေကြီးပေါ်ကနေကျွန်တော်ပြန်လာရင်တက်တင်နဲ့တကွာကျွန်တော်ပြန်လာဖို့ရန်အတွက်ဘုရားခင်ကျွန်တော်ပေါ်မှာအချမ်းစီရည်ရွယ်ချက်ရှိတယ်ဆိုတော့နားလည်တဲ့အခါမှာကျွန်တော်ဟာပေါ့ပေါ့ဆက်ဆက်ကျွန်တော်အသက်မရှင်တော့ပဲကျွန်တော်ဘုရားရဲ့ကောင်းမြတ်ခြင်းဘုရားရဲ့ဘုန်းတော်အတွက်ဘုရားကိုပဲကျွန်တော်ကိုးစားပြီးအသက်ရှင်တဲ့အခါမှာလူတွေကိုကျွန်တော်အခုဒီနေ့ယေရှုကြောင့်ကျွန်တော်ပြောတယ်ကျွန်တော်တက်သိခံတယ်ကျွန်တော်တို့လမ်းပြောက်တဲ့သူတွေအားလုံးတချို့တွေငယ်ချင်းတွေပြောင်းလဲလာတယ်မိတ်ဆွေတွေပြောင်းလဲလာတယ်ဒါကြောင့်မို့ဒီတက်ခါချက်ကိုကြားနာလို့ဒီအားလုံးဟာဒီဘုရားခေါ်ရင်ထူးပါတယ်ကျွန်တော်အဖြေပေးတဲ့ဘုရားတက်ပေါ်မှာလည်းအဖြေပေးပါတယ်အားလုံးပေါ်ပြရှင်းကောင်းကြည့်ပေးပါစေ